အားလုံးပဲမင်္ဂလာပါရှင် Elena May Design Channel ကနေကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုမှာဆိုလို့ရှိရင် Press 2ကို basic ကနေစပြီးတော့ဒီနာကပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီ Press 2ဆိုတာကလူနိုင်မှာအသုံးပြုတယ်ပြီးတော့လို့ရှိရင်ဒီ shadow တွေတဲ့နေရာမှာဒီ lighting effect တွေသုံးတဲ့နေရာမှာဆိုလို့ရှိရင်ဒီ Press 2ကိုအဓိကအဖြစ်အသုံးပြုရပေါ့နော်။အဲ့တော့ဒီနေ့ဗီဒီယိုမှာဆိုလို့ရှိရင် Press 2ကိုအခြေခံနေပြီးတော့ဘယ်လိုမျိုးအသုံးပြုလို့ရလဲဆိုတာကို sharing video လေးလုပ်ပေးသွားမှာဖြစ်ပါတယ်။အိမ်နာတို့အနေနဲ့ဒီ Press 2ကိုအသုံးပြုရမယ်ဆိုလို့ရှိရင်အကုန်လုံးမှာလည်း shortcut key လေးရှိသလိုသူ့မှာလည်း shortcut key ရှိပါတယ်ဒီ Press 2ရဲ့ shortcut key ကတော့ P ပါ keyboard ပေါ်မှာ P လို့နေလက်တာနဲ့ဒီ Press 2ကိုတက်ရောက်သွားမှာဖြစ်ပါတယ် Press 2ကိုဒီ Photoshop မှာဆိုလို့ရှိရင်ဒီအသုံးပြုတဲ့နေရာတွေကတော့ဒီ shadow တွေလုပ်တဲ့နေရာမှာအသုံးပြုတဲ့ highlight တွေတို့ပြလို့ရှိရင်ဒီ light effect တွေအသုံးပြုတဲ့နေရာမှာလည်းအသုံးပြုပေါ့နော်ဒီ glowing effect တွေပြလို့ရှိရင် photo manipulation မိုင်းတွေမှာဆိုလို့ရှိရင်လည်းဒီ Press 2ကိုအသုံးများတွေ့ရပါတယ်ခဲဆိုလို့ရှိရင်နားတော့ဒီ Press 2ကိုယူလိုက်ပြီးတော့ပေါ်က Press setting မှာ Press setting လေးကိုနှိပ်လိုက်မယ်ပေါ့နော်။ပေါ်မှာရှိ Press setting ကိုနှိပ်ပြီးလို့ရှိရင်မှာ side hard နဲ့ရှိမယ်ပြီးရလို့ရှိရင် channel press ဆိုတာတွေ့ရလိမ့်မယ်ပေါ့နော်။အဲ့ channel press ထဲမှာဆိုလို့ရှိရင်ဒါသူ့ရဲ့ press shape တွေပါပြီးသားပါ။အဲ့တော့ဒီနာကဒီမှာ hard brown ဆိုတာလေးကိုရွေးထားလိုက်မယ်ပြီးရလို့ရှိရင်ပေါ်က side နဲ့ hard နဲ့ဆိုတာလေးကိုပြပေးပါမယ်။ side ဆိုတာကတော့သူ့ရဲ့ဒါဒီ bread ရဲ့ရွေးစားကိုပြောပါဒီ site ကိုတိုးမယ်ဆိုလို့ရှိရင်ငါတို့ကဒါကြီးသွားမယ် site ကိုသေးမယ်ဆိုလို့ရှိရင်တော့ဒါသူ့ရဲ့အရွေးစားသေးသွားလိမ့်မယ်ပေါ့နော်အောက်က harness ကကျတော့သူ့ရဲ့အထူကိုပြောတာပေါ့နော်ဒီ harness ကိုဟိငါတို့က100အထိတင်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ harness ကဒီလိုမျိုးရှင်းရှင်းလင်းလင်းနဲ့မြင်ရမယ် harness ကို short လိုက်မယ်ဆိုလို့ရှိရင်ဘေးနားလေးဖွာသွားတာလေးတွေဒီလိုမျိုးဒီblue ရာဖြစ်သွားတဲ့ပုံလေးမျိုးလေးတွေ့ရလိမ့်မယ်ပေါ့နော်ဒါကသူ harness ရဲ့ဒါလုံးလုံးပုံပြောတာပါနောက်တစ်ခုကဒီဘေးမှာရှိဒီအဝိုင်းလေးပေါ့နော်အဲ့ဒီအဝိုင်းလေးကကြတော့သူကိုလိုချင်တဲ့ပုံစံပြောင်းလို့ရတယ်ပြလို့ရှိရင်အဲ့ဒီအဝိုင်းလေးရဲ့ထိပ်မှာဆိုလို့ရှိရင်ဒါအများလေးရှိရပေါ့နော်အဲ့ဒီအများလေးကဆိုလို့ရှိရင်ကိုလိုချင်တဲ့အန်ကယ်ကိုရွှေ့လို့ရတယ်ဆိုတာပြောပါထားမှဆိုလို့ရှိရင်ကိုလိုချင်တဲ့ပုံစံ shape ပြလို့ရှိရင် hard net data ပြောင်းလို့ရတယ်ပေါ့နော်နောက်တစ်ခုက press mode ရဲ့လို့ပုံပြပြပေးပါမယ်ဒီ press mode မှာဆိုလို့ရှိရင်ငါတို့က normal ရွေးထားမယ်ဆိုလို့ရှိရင်ဒီလိုပြတာတွေ့ရလိမ့်မယ်ပေါ့နော်ဒီမှာ tab source ဆိုတာကိုရွေးမယ်ဆိုလို့ရှိရင်ငါတို့ကဘေးနားလေးမှာဖွာသွားတာကို break ကဖွာသွားတာကိုတွေ့ရလိမ့်မယ်ပေါ့နော်အဲ့ဒီ tab source ရဲ့အောက်မှာရှိတဲ့ဒီ behind ဆိုတာကြတော့ကိုဆွဲတဲ့ break ကဆိုလို့ရှိရင်အနောက်ဘက်ကိုရောက်သွားတွေ့ရလိမ့်မယ်ပေါ့နော်ဒီမှာရှင်းအောင်လို့နာကဒီအနက်ရောင်လေးရွှေ့ပြီးတော့ဒါဆွဲပြလိုက်မယ်ပေါ့နော် okay အဲ့မှာကိုကဒီလို break mode ကို behind ဆိုတာရွှေ့ထားလိမ့်မယ်ဆိုလို့ရှိရင် break ကအနောက်ရောက်သွားတွေ့ရလိမ့်မယ်အောက်မှာ clean ဆိုတာကိုအဲ့နာတော့ရွေးထားမယ်ဆိုလို့ရှိရင်ကိုဆွဲထားတဲ့ဒါ break တွေကိုဖျက်လို့ရတာကိုတွေ့ရပါလိမ့်မယ်ဒါ break mode ရဲ့ဒါအလုပ်လုပ်ပုံမှာOkay အဲ့ဆိုလို့ရှိရင်နောက်တစ်ခုကဒါ brush setting ပေါ့နော်အဲ့ brush setting မှာဆိုလို့ရှိရင်ဒါ brush တွေကိုကိုက blue shade တွေဖော်လို့ရတယ်ပြလို့ရှိရင်ဒီအနောက်မှာဆိုလို့ရှိရင်ဒီ lighting effect လေးထဲတဲ့အပိုင်းလေးလုပ်လို့ရတယ်ပေါ့နော်အဲ့ brush setting နဲ့မှာဆိုလို့ရှိရင်အဲ့နာတို့နဲ့ဒီမှာဆိုလို့ရှိရင် brush setting ကို window ထဲကိုသွားပြီးတော့ brush setting ဆိုတာကို F5 ဆိုတာလေးကိုနှိပ်လို့လည်းရတယ်အဲ့မှာဆိုရင်ဒါ brush setting ပေါက်ပေါ်တာလိမ့်မယ်ပေါ့နော်အဲ့လိုလုပ်လည်းရတယ်အဲ့တော့အဲ့နာတို့ကဒီ brush setting ပြလို့ရှိရင် brush to shape ဆိုတာရှိတယ်အဲ့ဒီမှာဆိုလို့ရှိရင်ကိုကြိုက်တဲ့ဒါ shape ပုံစံတွေရွေးလို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါကိုကြိုက်တဲ့ shape ပုံစံတွေမျိုးစားအများကြီးရွေးလို့ရတယ်အဲ့နာကဒီထက်ကနေပြီးတော့ကြိုက်တဲ့တစ်ခုတွေဒါရွေးလိုက်မယ်ပေါ့နော်Okay ဆိုလို့ရှိရင်ဒီ shape လေးကိုရွေးလိုက်မယ်ပြီးတော့ဒီအောက်မှာရှိရဲ့ A1U နဲ့ Y1U ဆိုတာရှိရဲ့အဲ့ဒါကတော့ဒါဟိုဘက်ဒီဘက်လှည့်လို့ရတယ်ပေါ့ပြောတာပေါ့နော်ဒီ shape ကို A1U နဲ့ Y1U ကိုဒါအမှန်ကျရှိလိုက်မယ်ဆိုလို့ရှိရင်ကိုကဘယ်ဘက်ကိုလှည့်ချင်တာဆိုတာပြောင်းလို့ရတယ်ပြီးလို့ရှိရင်အပေါ်က site ရှိရပေါ့နော်အဲ့ဒီ site ကကြတော့ဒါအဲ့ဒီနားတို့လိုချင်တဲ့ site အတိုင်းဒါပြောင်းလို့ရပါတယ်အောက်ဆုံးမှာဆိုရှင်ဒါ spacing တွေ့ရလိမ့်မယ် spacing ကကြတော့ဒါ brush size တစ်ခုရဲ့ဒါအကွာအဝေးပေါ့နော်ဒီ brush shape ရဲ့အကွာအဝေးတကယ်လို့ဒီနားတော့ 1% ပဲထားမယ်ဆိုလို့ရှိရင်ဒီ brush shape ကတော့ဒီလိုမျိုးပုံစံဖြစ်နေမှာပေါ့နော်တကယ်လို့spacing ကိုရောက်တိုးလိုက်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးပုံစံလေးတွေတွေ့ရလိမ့်မယ်ပေါ့နော်ဒါသူ့ရဲ့ spacing ရဲ့လို့ပုံမှာနောက်ထပ်တစ်ခုကတော့ဒါကိုလိုချင်တဲ့ပုံစံမျိုးပြောင်းလို့ရတယ်ပေါ့နော်ဒီအဝိုင်းလေးကိုဒီလိုလေးချုံလိုက်မယ်ဆိုလို့ရှိရင်ဒီလိုလေးဖြစ်သွားမယ်ပြီးလို့ရှိရင်ဒီ angle တွေရွှေ့လို့ရတယ်ပေါ့နော်ဒါကိုလိုချင်တဲ့ပုံစံမျိုးဒါလုပ်လို့ရသေးတယ်ဒီမှာဆိုလို့ရှိရင်လေ Okay နောက်ထပ်ဒီ brush setting တစ်ခုကတော့ဒါ shade dynamic ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်အလီနာတို့ကဒီ site setter ဆိုတာရှိတယ် site setter မှာဆိုလို့ရှိရင်ဒါကိုလိုချင်တဲ့ဒါ site ကိုဒါရွှေ့လို့ရတယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဒါတို့ကဒီလိုမျိုး site တိုးချိန်လုပ်မယ်ဆိုလို့ရှိရင်သေးရအနေကြီးသွားတဲ့ပုံစံမျိုးတွေဒါကြီးရအနေသေးသွားတဲ့ပုံစံမျိုးတွေရွှေ့လို့ရမယ်shade လေးတို့အလိုလေးရေးလိုင်းပုံစံလေးဒါလေးလုပ်လို့ရတယ်ပေါ့နော်ဒီ shade dynamic မှာဆိုလို့ရှိရင်သွားပြီးတော့နောက်တစ်ခုကကြတော့ဒါ minimum diameter ပါအဲ့ minimum diameter ရဲ့ဒီအတိုးရှဲကိုလုပ်မယ်ဆိုလို့ရှိရင်တော့ site လေးတွေကတဖြည်းဖြည်းလေးသူ့အရွယ်စားလိုက်ကြီးသွားလေးတွေ့ရလိမ့်မယ်ပေါ့နော်ဒါ minimum diameter ရဲ့ဒါသူ့ရဲ့လုပ်ပုံပေါ့နော်
အဲ့တကူကအန်ကက်ချက်တာပဲအန်ကက်ချက်တာကြတော့ဒီလိုမျိုးအရွှေလေးပေါ့နော်အဲ့လိုမျိုးဟိုကဒီပဲဆောင်းတဲ့ပုံစံမျိုးလေးတွေလုပ်လို့ရတယ်ဒါအန်ကက်ချက်တာရဲ့ဒါသူ့ရဲ့လုပ်ပုံပါအဲ့တကူကတော့ဒီ rounded ချက်တာပေါ့နော် rounded ချက်တာကြတော့ဒီနောက်လိုက်တဲ့ဒီရှေ့ရဲ့ရွယ်စားပေါ့နော်ရှေ့ရဲ့ဒီပုံစံမျိုးလေးဒီဖျားသွားလားလေးဖောင်းတဲ့ပုံစံမျိုးလေးဒါလုပ်လို့ရတယ်ပေါ့နော်ဒါကတော့ rounded ချက်တာရဲ့ဒါသူ့ရဲ့လုပ်ပုံဖြစ်ပါတယ်နောက်ထပ် brush setting တစ်ခုကတော့ scattering မှာ scattering လို့ပြောချင်တဲ့ဒါသူ့ရဲ့ဒါပြန့်ကျဲတဲ့ပုံစံမျိုးလေးပေါ့နော်ဒါလုပ်လို့ရမယ်အဲ့တော့ညီမတို့ကဒီမှာ scatter ဆိုတာသွားပြီးတော့ဒါ side လေးတွေသွားပြီးတော့ဒီ opposite လေးတွေသွားပြီးတော့လုပ်ကြည့်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးကိုပြန့်စင်တယ်လို့မျိုးဒါလုပ်လို့ရတယ်ကိုကဘယ်လောက်ထိသွားချင်တာလဲအဲ့လိုမျိုးလုပ်ချင်တာလားပြလို့ရှိရင်အောက်မှာကောင့်ဆိုတာရှိရဲ့အဲ့ကောင့်ကကြတော့ဒါသူ့ရဲ့အရေးအတွက်ပေါ့နော် scattering ပြန့်မဲ့အရေးအတွက်ဒါဘယ်နှခုလုပ်ချင်တာလဲဒီလိုကောင့်များမယ်ဆိုလို့ရှိရင်ဒီလိုပြန့်တဲ့အရေးအတွက်ကလည်းလူများသွားမယ်ပေါ့နော်ကောင့်နည်းလို့ဆိုလို့ရှိရင်scattering ဒါကိုချိန်ဒီလိုမျိုးလေးရှိတ်လေးတွေကစားလို့ရပါတယ်အဲ့တကူကတော့ဒီ color dynamic ပေါ့နော် color dynamic လို့ပြောလိုက်ပြီးဆိုတော့ဒါ color ဖြည့်ပြီးလုပ်လို့ရတဲ့အပိုင်းလေးပေါ့နော်အဲ့တော့ညီမတို့ကဒီမှာ foreground color နဲ့ background color မှာဆိုလို့ရှိရင်ကိုလိုချင်တဲ့ color လေးထားပြီးတော့ဒါချိန်ပြလို့ရပါမယ်အဲ့တော့အလီနာတို့အနေနဲ့ဒီဘောကဒီ foreground နဲ့ background ချစ်တာဆိုအပေါ်မှာ apply by tip ဆိုတာရှိအဲ့ဒါလေးကို match ချစ်ပေးဖို့လို့မယ်ပြရလို့ရှိရင်ဒီ 100% နေနေတာပေါ့တော့ဒါကိုလိုချင်တဲ့ပမာဏကိုကိုကဒါချိန်လို့ရပါမယ်အဲ့ဒီ foreground background ချစ်တာရဲ့အောက်မှာဆိုလို့ရှိရင် hue ချစ်တာရှိမယ် saturation ချစ်တာရှိမယ် brightness ချစ်တာဆိုတာရှိမယ်ပေါ့နော်အဲ့ဒီကောင်တွေလုံးပုံကကြတော့သူကကြတော့ဒီကိုရွေးလိုက်တဲ့ကာလာပို့ပြီးတော့တောက်စီစင်တာလင်းစီစင်တာပြလို့ရှိရင်ပို့ပြီးတော့ထင်းစီစင်တဲ့နေရာမှာဆိုလို့ရှိရင်ဒီကောင်သုံးခုကိုအသုံးပြုရပေါ့နော်ကိုကတကယ်လို့မိမိလေးသွားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒါ opposite ကို short ပြလို့ရတယ်ပို့ပြီးတောက်တဲ့နေရာကြီးအသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်တော့အဲ့ဒီခုနကငါပြောလိုက်တဲ့ချစ်တာသုံးမျိုးနဲ့သွားပြီးတော့ပြန်ပြီးတော့လာ adjustment လုပ်လို့ရပါပေါ့နော်Okay brush လို့ပေါ်ရင်နောက်ဆုံးတစ်ခုကကြတော့ကိုလိုချင်တဲ့ shape ပုံစံ brush shape တွေကိုကိုယ်တိုင်သတ်မှတ်လို့ရတယ်အဲ့တော့နားနေပြီးတော့ဒီမှာဆိုရင်ဒီ panty ပုံလေးကိုတွားယူပြီးတော့ copy လုပ်လိုက်မယ်ပေါ့နော်ယူပြီးတော့ဒီကောင် background ဖြတ်ဖို့လိုတယ်အဲ့တော့ background ဘယ်လိုဖြတ်မလဲဆိုလို့ရှိရင်နောက်ပိုင်းသင်တဲ့ဆိုင်ရပါပြီးမယ်ပေါ့နော်အဲ့ဒါကတော့ဒီ eraser tool လေးရှိတယ် eraser tool လေးနဲ့တွားပြီးတော့နားတို့ကဒါဖြတ်လိုက်မယ်ဖြတ်ပြီးဆိုလို့ရှိရင်အဲ့ဒီ panty ပုံလေးကိုညီနာတို့က selection ပေးဖို့လိုပါမယ်selection ပေးခင်အဓိကတော့ဒီ panty ပုံလေးရဆိုလို့ရှိရင်ဒါ png file ဖြစ်နေဖို့လိုတယ်ပေါ့နော်အဲ့တော့ညီနာတို့ကဒီpanty ပုံလေးကို selection ပေးမယ် control click နှိပ်လိုက်ပါမယ် shortcut key control click ကိုနှိပ်ပြီးတော့ edit ထဲကိုသွားမယ်ပြရလို့ရှိရင်တပိုင်း present ဆိုတာရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်မယ်ပြရလို့ရှိရင်ကိုလိုချင်တဲ့နာမည်ပေးပြီးတော့ okay လေးနှိပ်လိုက်ပါမယ်အဲ့လိုဆိုလို့ရှိရင်ညီနာတို့ဒါအကိုသတ်မှတ်ထားတဲ့ဒါ brush လေးပေါ်လိုက်ပေါ့နော်okay အဲ့လိုမျိုးပြောလိုက်ပြီဆိုလို့ရှိရင်ညီနာတို့က new layer ခေါ်မယ်ခေါ်ပြီးဆိုတော့ဒါကိုလိုချင်တဲ့ပုံစံလေးကိုသွားပြောတာ brush setting နဲ့ပေါ့နော် brush shade ကိုသွားပြီးတော့ဒါကိုလိုချင်တဲ့ brush လေးကိုရွေးပြီးတော့ခုနကပြောထားတဲ့ brush setting တွေမှာသွားပြီး scattering လောက်တာတို့ color dynamic တွေလောက်တာတို့ဒါသွားပြီးလုပ်လို့ရတယ်ပေါ့နော်ဒါကတော့ brush ရဲ့အသုံးပြုဖို့ပြပြပြီးသွားတာဖြစ်ပါတယ်Okay အဲ့ဆိုလို့ရှိရင်နားနေပြီးတော့ဒီနေ့မှာဒီ brush ရဲ့အခြေခံသဘောတရားနဲ့သူ့ရဲ့လုပ်ပုံတွေကဘယ်လိုမျိုးအသုံးပြုလို့ရလဲဆိုတာကို sharing video လေးလုပ်ပေးခဲ့ပါတယ်။နောက်နေ့မှာဆိုလို့ရှိရင်လည်းနားနေပြီးတော့ဒီ graphic design နဲ့ပတ်သက်တဲ့ sharing video လေးလည်းတင်ပေးထားမယ်ပေါ့နော်။တူးတွေလည်းတစ်ခုချင်းတင်ပေးထားမှာဖြစ်လို့ like and follow လုပ်ပေးထားဖို့လည်းမမေ့ပါနဲ့နော်။ဆိုတော့အားလုံးပဲတက်တာပါရှင်။